စီယိုတယောက်ကမှာအလုံးလုံးနေတဲ့မိန်းကလေးတယောက်ကိုမြင်လိုက်ရတဲ့အခါသူတုံ့လို့သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီမိန်းကလေးဟာလွန်ခဲ့တဲ့အချိန်တော်ကြာကသူ့ကိုထားသွားခဲ့တဲ့ရီစားဟောင်းဖြစ်နေလို့ပါတစ်ချိန်ကသူမဟာစီယိုရဲ့စစ်မှန်တဲ့အချစ်ဦးဖြစ်ခဲ့ပေမဲ့အခုတော့ဖောက်တယ်တွေကိုတချင်းဆိုဖြောပြပေးရတဲ့အဆိုတော်တယောက်ဖြစ်နေပါပြီ။သူမရဲ့အခြေအနေကိုကြည့်ပြီးစီယိုရဲ့နှလုံးသားဟာနာကျင်ခဲ့ရပါတယ်။ဒါပေမဲ့သူမဟာငွေမှတ်ပြီးသူ့ကိုပြစ်သွားခဲ့တာကိုပြန်တရိရလိုက်တဲ့အခါမှာတော့သူ့စိတ်တွေဟာကြောက်တုံးလိုပြန်မကြောသွားပါတယ်။သူဟာငွေထုတ်တွေကိုထုတ်လိုက်ပြီးဒီမှာရှိတဲ့အရက်တွေအကုန်လုံးကိုမင်းတောင်နိုင်ရင်ဒီပတ်စံတွေအားလုံးမင်းပိုင်ပဲလို့ပြောလိုက်ပါတယ်။မိန်းကလေးကတော့သူ့မသားလေးရဲ့ခွဲစိတ်စရိတ်အတွက်ငွေလိုနေတာကြောင့်ဘာမှမစင်စားတော့ပဲအရက်ခွက်တွေကိုတစ်ခွက်ပြီးတစ်ခွက်တောက်ပါတော့တယ်။ဒါပေမဲ့သူမပတ်စံကိုယူခံနီးမှာပဲစီယိုကတားဆီးလိုက်ပြီးလူအများရှိမှအဆက်ခွဲတဲ့အနေနဲ့ပတ်စံကရေကိုသူမမျက်နှာပေါ်ကိုပြစ်ပေါက်လိုက်ပါတယ်။မိန်းကလေးဟာရလာတဲ့ပတ်စံတွေကိုယူပြီးသားလေးရဲ့ခွဲစိတ်မှုအတွက်ဆေးရုံမှာအမြန်သွားအပ်ပါတယ်။ဒါပေမဲ့တုံးလို့စရာကောင်းတာကဆေးရုံကလေးပေါ်မှာလဲလျောင်းနေတဲ့သားလေးဟာတကယ်တော့စီးရဲ့သားရင်ဖြစ်နေတာပါ။စက်ကြောင်းပြန်ရရင်လွန်ခဲ့တဲ့6နှစ်ကစီယိုဟာချစ်သူကိုလက်ထပ်ခွင့်တောင်းဖို့သွားတဲ့အချိန်မှာသူ့ကဘာကြီးပြိုလဲခဲ့ရပါတယ်။သူလက်ထပ်မဲ့သူတို့သမီးလောင်းဟာတခြားမျိုးသားတစ်ယောက်နဲ့အတူရှိနေခဲ့လို့ပါဒေါသထွက်နေတဲ့စီယိုကထိုမျိုးသားကိုတိုက်ခိုက်ပြီးဘာလို့ဒီလိုလုပ်ရတာလဲလို့မိန်းကလေးကိုမေးခဲ့ပါတယ်။ဒါပေမဲ့မိန်းကလေးကငါကချမ်းသာတဲ့မိသားစုကပဲစီးရဲတဲ့သူကိုဘယ်တော့မှလက်မထပ်နိုင်ဘူးလို့အေးဆက်ဆက်ပြောခဲ့ပါတယ်။အဲဒီနောက်သူမရဲ့ရီစားတစ်ကစီးရဲမျက်နှာကိုပတ်စံထုံနဲ့ပြစ်ပေါက်ပြီးမန်တက်စွာထွက်သွားကြပါတယ်စီယိုကသူတို့နောက်ကိုလိုက်သွားပေမဲ့သူမကတော့ပျောက်ကွယ်သွားခဲ့ပါပြီ။တကယ်တော့သူမဟာရင်ထဲမှာသူ့ကိုလုံးဝမထားခဲ့ခြင်းပဲမျက်ရည်တွေနဲ့ထွက်သွားခဲ့ရတာပါ။အချိန်တွေ6နှစ်ကြာသွားခဲ့ပြီးမိန်းကလေးဟာသားလေးကိုတကူတော်ပြုစုပြောထောင်ခဲ့ပါတယ်။ကန်ဆိုးတာကကောင်လေးဟာမွေးရပါနှလုံးရောဂါပါလာခဲ့တာပါ။တစ်ဖက်မှာလည်းသူမဟာသားလေးရဲ့စေကူသားစီရဲ့အတွက်ရုန်းကန်နေရတယ်လို့နောက်တစ်ဖက်မှာလည်းဖခင်ဖြစ်သူရဲ့အကျွေးတွေကိုဆက်နေရပါတယ်။သူမဟာဆရာဝန်ဖြစ်သူကိုအိမ်အောင်ပြုဖို့ဖိအားပေးနေတဲ့မိသားစုစီကနေကဲတင်ပေးဖို့အတွက်ဆရာဝန်ရဲ့ရီးစားအဖြစ်ဟန်ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့ဆရာဝန်ရဲ့မိသားစုပွဲကိုတက်ရောက်တဲ့အခါမှာတော့အခုအချိန်မှာဘီလီယံနာစီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်နေတဲ့သူမရဲ့6နှစ်ကြာအချစ်ဦးနဲ့ပြန်ဆောင်ခဲ့ရပါတယ်။နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးအတိတ်ဟောင်းတွေထဲမှာနှမျောသွားကြပါတယ်။ဒါပေမဲ့6နှစ်ကြာခဲ့ပေမဲ့ဂျီယူရဲ့ရင်ထဲကအမုန်းတရားတွေကတော့ရော့မသွားခဲ့ပါဘူး။သူဟာပွဲမှာမိတ်ဆက်စကားပြောရင်းသူမကိုတရဆက်လောင်ပြောင်ယုံတင်မကပဲသူ့ရဲ့တို့သမီးလောင်းကိုပါသူမရှိမှပဲမိတ်ဆက်ပေးခဲ့ပါတယ်။ဒါကိုမြင်တော့မိန်းကလေးဟာရင်ခွဲမတက်ခံစားလိုက်ရပြီးဝမ်းနည်းမှုကိုဖုံးကွယ်ဖို့အိမ်သာသွားမယ်ဆိုပြီးအကြောင်းပြထွက်လာခဲ့ပါတယ်။အင်တာထဲမှာတော့အမျိုးသမီးတချို့စကားပြောနေတာကိုသူမကြားလိုက်ရပါတယ်။အဲ့ဒါကတော့စီယိုဟာသူ့ရဲ့ကုမ္ပဏီအမည်ကိုသူ့ရဲ့အချစ်ဦးဖြစ်သူသူမရဲ့နာမည်ကိုအစွဲပြုပြီးမှဲ့ထားတာပါတဲ့။ဒါကိုကြတော့သူမပို့ပြီးတော့တောင်ဝမ်းနေသွားခဲ့ရပါတယ်။သူမပြင်ကိုထုတ်ဖို့ပြင်တဲ့အခါမှာတော့ဂကူဟာအပြင်မှာသူမကိုစောင့်နေပါပြီ။ကဲနောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာသိချင်ရင်တော့ဒီဗီဒီယိုလေးကိုတင်းဖော်ပေးပြီးကျွန်တော်ကောင်ကိုကွတ်တွေလောက်ထားပေးကြပါဦး။